ဒီမြေတွေပေါ်မှာကျမတို့တွေဘိုးဘွားကနေမိဘကနေကျမတို့ထိလက်ဆင့်ကမ်းထွန်ရက်စိုက်ပျိုးလာခဲ့ကြပါတယ်မြေပြင်မှာမျိုးစေ့ချပြီးအပင်တွေကိုပြုစုအဲ့ဒါတွေကဇလန်တပုတ်ရဲ့အစဆိုရင်နောက်ဆုံးရိတ်သိမ်းခြင်းကဇသိမ်းပိုင်းပေါ့ကောင်းမွန်တဲ့ဇသိမ်းတစ်ခုကတော့တောင်သူတိုင်းရဲ့မျှော်လင့်ချက်တစ်ခုပေါ့ရှင်စုဘူးအကိုပေါ့နော်မတုံးဆွဲခင်ကအားတော့ရာသီဥတုအခြေအနေကိုလည်းကြိုတင်မသိတဲ့အတွက်စိုက်ခင်းတွေကပျက်စီးခဲ့ပါတယ်အမားတို့ဒီစိုက်ပျိုးတဲ့အခါတော့မီယိုဖလာတိုင်းစိုက်ပျိုးကြတာပေါ့နော်မှန်ကန်တဲ့နည်းပညာစနစ်ကိုလည်းမသိတဲ့အတွက်အမားတို့ရဲ့မြေနဲ့သဘာဝပတ်ဝန်းကျင်တဖြည်းဖြည်းနဲ့ပျက်စီးလာခဲ့ပါတယ်ဒီစိုက်ပျိုးတဲ့အချိန်မှာလည်းစိုက်ပျိုးရေးစရိတ်ကိုလုံလောက်မှုမရှိတာကြောင့်ငွေကြေးချီယူသုံးဆွဲခဲ့တာပေါ့နော်အတိုးနှုန်းကြီးနဲ့ငွေကြေးချီယူခဲ့တဲ့အတွက်တောင်သူလယ်သမားတွေကပေါ့နော်အကျိုးမြတ်ကိုရရှိတင်တဲ့လောက်လည်းမရရှိခဲ့ဘူးပေါ့စုဘူး application ကိုစပြီးတော့အသုံးပြုတဲ့အချိန်ကစပြီးတော့ပေါ့နော်အမားတို့ကအလုပ်ငန်းတွေကိုဖွံ့ဖြိုးမှုမွေးနဲ့လုပ်ကိုင်လာနိုင်တယ်နောက်ပြီးတော့ဒီအချိန်ကုန်လဲတက်တာလာတာပေါ့နော်တောင်သူတွေရဲ့လုပ်ငန်းတွေလုပ်ကိုင်တဲ့နေရာမှာအဆင်ပြေချောမွေ့စေဖို့အတွက်ထွန်ရက်ကနေစုဘူးဆိုတဲ့ application တစ်ခုကိုစတင်ပြီးတော့ဖန်တီးထုတ်လုပ်ခဲ့ပါတယ်စုဘူး application မှာဆိုရင်တောင်သူတွေစိုက်ပျိုးရေးအတွက်လိုအပ်တဲ့နည်းပညာဗဟုသုတတွေတွန်းအားစုတွေနဲ့ပတ်သက်တဲ့တိကျမှုရှိတဲ့ဈေးနှုန်းတွေတွန်းအားစုများရရှိနိုင်တဲ့ဆိုင်တွေနဲ့ဓာတ်ရိုက်ချိတ်ဆက်ပြီးတော့ဝယ်ယူနိုင်တာတွေစိုက်ပျိုးရေးဆိုင်ရာချင်းငွေများလျှောက်ထားနိုင်ခြင်းတွေအပြင်တောင်သူတွေအတွက်အရေးကြီးဆုံးဖြစ်တဲ့မိုးလေဝသနဲ့ပတ်သက်တဲ့သတင်းတွေကိုလည်းသိရှိနိုင်ပါတယ်အဓိကကျွန်တော်တို့စုဘူး app ရဲ့အဓိကမျှော်မှန်းချက်ကတော့နှစ်ခုပဲရှိတယ်ပေါ့နော်ပထမတစ်ခုကတောင်သူတွေအတွက် digitization နဲ့နောက်တစ်ခုက access to finance ပေါ့ငွေကြေးရေးကိုလက်လန်းမီဖို့ဆိုတဲ့ဟာကအဓိကစုဘူး app ရဲ့မျှော်မှန်းချက်ပေါ့တောင်သူတွေအတွက်ဒီ application ဖြစ်တဲ့အတွက်တောင်သူတွေစီကိုများရောက်ပြီးတော့များတွေ့များသူတို့ရဲ့လိုအပ်ချက်ကိုရှာဖွေနိုင်မှတကယ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်တဲ့အတွက်ဒီ Swift Content နဲ့ပူးပေါင်းလိုက်တဲ့အခါမှာတောင်သူတွေစီကိုပို့ပြီးတော့ရောက်နိုင်တယ်မင်းမြန်ဆွေးနွေးတာတွေလေ့လာတာတွေအဲ့ဒါလေးတွေပို့ပြီးတော့လုပ်နိုင်တဲ့အတွက်ကိုပေးလိုက်နိုင်တဲ့ service ကသူတို့လိုအပ်ချက်ကိုတကယ်ပို့ပြီးတော့ထိရောက်စေပါတယ်Swift Content နဲ့ပူးပေါင်းပြီးတော့မှဒီရန်ကုန်တိုင်းဒေသကြီးမှော်ပြီးမြို့နယ်မှာပေါ့နော်တောင်သူတွေအတွက်ကိုရာသီဥတုနဲ့လိုက်လျောညီထွေတဲ့စိုက်ပျိုးနီးစနစ်သင်တန်းတွေကိုသင်တန်းပေးခဲ့တာတောင်သူဦးရေ1200ကျော်လောက်ကတော့ဒါလူတွေအနေနဲ့ကျွန်တော်တို့သင်တန်းပေးလိုက်နိုင်တယ်ကျွန်တော်ကတော့တောင်သူကြီးဥယျာဉ်စောပါခင်ဗျဟုတ်ကဲ့စုဘူး application ကိုသုံးတဲ့အောင်လဲသင်ကြားလေ့ကျင့်ပေးခဲ့ပါတယ်ကြေးရွာလယ်သမားဖွံ့ဖြိုးရေးကော်မတီများ VFDC မှတဆင့်လယ်သမားများရှာဖွေစုစည်းခြင်းနဲ့မှတ်ပုံတင်ခြင်းတွေကိုလည်းကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်သင်တန်းကိုလူကိုယ်တိုင်လာပြီးတော့မတက်နိုင်တဲ့တောင်သူတွေကလည်းဒီ application ကိုဖွင့်ပြီးတော့သုံးခြင်းအပြင်ဒီနည်းပညာတွေလည်းသူတို့ရသွားတယ်ဆိုတော့အခုမှော်ပြီးထန်းတပင်ပေါ့နော်အဲ့မြို့နယ်မှာရှိတဲ့ကြေးရွာတွေရဲ့90%ကျော်လောက်ကိုတော့ဖြန့်ဝေပေးနိုင်သွားခဲ့တယ်ပေါ့ Swift Content နဲ့ပူးပေါင်းခြင်းအပြင်ပေါ့စုဘူး application ကိုစပြီးတော့launch လုပ်တဲ့အချိန်မှာကျွန်တော်တို့ရုံးနေနေဆိုရင်တော့ဟင်္ဒရာနဲ့မကွေးမှာတော့ရှိနေတာပေါ့အဲ့မှာ Swift Content နဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့လုပ်တဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါမှော်ပြီးမှာဆိုရင်လည်းကျွန်တော်တို့ရုံးခွဲတစ်ခုအနေနဲ့ထပ်ပြီးတော့ဖွင့်နိုင်ခဲ့တယ်နောက်တစ်ခါကြောက်ဆယ်ဘက်မှာလည်းအခုထပ်ပြီးတော့တိုးချဲ့နိုင်ခဲ့တယ်ပေါ့နောက်ထပ်လည်းဒီလာမယ့်နှစ်အတွင်းမှာပေါ့နော်ရှမ်းတောင်ဘက်ကိုလည်းကျွန်တော်တို့တိုးချဲ့နိုင်ဖို့အစီအစဉ်လေးတွေရှိပါတယ်အရင်တော့ဆိုရင် supplier က12ဦး12ဦးလောက်ပဲရှိခဲ့တယ်အခုဆိုရင်40ကျော်ဖြစ်နေပြီပေါ့နော်ကျွန်တော်တို့ဒီစုဘူး app နဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေတာနောက်ဆုံးတစ်ချက်အရေးကြီးတဲ့ဟာကတော့ transition ပမာဏပေါ့ဆက်စဦးဆုံးလုပ်စဉ်မှာတစ်နှစ်ကို1 billion ဝန်းကျင်လောက်ပဲ transition ရှိပေမဲ့အခုဒါ Swift Content နဲ့ပူးပေါင်းပြီးနောက်ပိုင်းမှာဆိုရင်တော့ 2.4 billion လောက်ကတော့ဒါ transition ပမာဏဖြစ်နေပါပြီအရင်တော့ကတော့တောင်သူလယ်သမားတွေကစုဘူး application မပေါ်ခင်တုန်းကတော့ကျွန်တော်တို့
စသည်အပြင်လေရီယိုစသည်အပြင် TV မိုးလေဝသသတင်းဌာနဒါမျိုးလေးတွေပဲကျွန်တော်တို့ကြည့်ရှုရပါတယ်ခင်ဗျအခုနောက်ပိုင်းကျတော့မှစူဘူး application ရဲ့ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကိုကျွန်တော်တို့ခံစားရပါတယ်ခင်ဗျ စုဘူး application ကနေတောင်သူတွေဟာတွင်းအားစုများကိုအလွယ်တကူရရှိလာတဲ့အတွက်ကြောင့်မျိုးစေ့ရေဩဇာစိုက်ပျိုးရေးသုံးပစ္စည်းများကိုရင်းနှီးမြှုပ်နှံမှုအတွက်ပုံမှုအဆင်ပြေလာခဲ့ပါတယ်။စုဘူး application ရဲ့ digital နည်းပညာကတောင်သူတွေရဲ့မိရိုးဖလာလောက်ခိုင်မှုနည်းလမ်းတွေကနေပုံမှုချုံးမွေလွယ်ကူစေဖို့ကူညီပေးနိုင်ခဲ့ပြီးတောင်သူများအတွက်အချိန်ကုန်သက်သာကဝင်ငွေထုတ်ကုန်တွေတိုးပွားလာအောင်လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။